တော်မဲမင်္ဂလာပါဗျာဒီနေ့မှာတော့ကျွန်တော်တို့တောင်သူဦးကြီးတွေပေါ့နော်တီးနှံတွေစိုက်ပျိုးထုတ်လုပ်ပြီးတော့တိုးပွားလာတဲ့ကမ္ဘာလူဦးရေကိုစားနပ်ရိက္ခာတွေထောက်ပံ့ဖို့စူးစမ်းအားထုတ်ရရှိပါတယ်ခင်ဗျဒီလိုစူးစမ်းအားထုတ်ရင်လည်းတီးနှံတွေစိုက်ပျိုးထုတ်လုပ်တဲ့အခါမှာဆိုရင်ကျွန်တော်တို့ရဲ့မြေစီလွှာတွေပေါ့နော်ရှင်နေဆိုတော့ပြဿနာဟာဒါတဖြည်းဖြည်းနဲ့ကျွန်တော်တို့တွေ့ကြုံခံစားနေရတာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့မှာတော့မြေစီလွှာချင်းချင်းကိုဖြစ်စေတဲ့အကြောင်းရင်း9ချက်ရှိပါတယ်ဒီအကြောင်းရင်း9ချက်ကိုကျွန်တော်တို့ဘူးသူရအနေနဲ့ကျွန်တော်မျှဝေသွားမှာဖြစ်ပါတယ်ခင်ဗျနံပါတ်1အချက်ကကျွန်တော်တို့ဒီတဘာဝဖြစ်စဉ်ပေါ့နော်ကွာမြေကြီးရဲ့ဓာတုယူပဇီဝပြောင်းလဲခြင်းဖြစ်စဉ်ကြောင့်ကျွန်တော်တို့အမိကြောက်သားတွေနဲ့ပြိုကွဲပြီးတော့ကျွန်တော်တို့ဒီမြေချင်းချင်းကိုဖြစ်စေတဲ့ချက်တစ်ချက်ဖြစ်ပါတယ်ခင်ဗျနောက်နံပါတ်2အချက်ကကျွန်တော်တို့မိုးရွာသွန်းမှုများပြီးတော့ကျွန်တော်တို့နော်ရေနဲ့တူစိတ်ဝင်ပြောက်ွယ်ခြင်းအဓိကတော့ကျွန်တော်တို့မိုးရွာသွန်းမှုများတဲ့အချိန်မှာဆိုကျွန်တော်တို့ကယ်လ်ဆီယမ်ပြီးရင်မဂနီဆီယမ်ဆာဖာပိုတက်ဆီယမ်မီဆုံဓာတ်ပြီးရင်နိုက်ထရိုဂျင်ဆိုဒီယမ်ဒီဓာတ်တွေကကျွန်တော်ရေနဲ့တူပျော်ဝင်ပြီးတော့ကျွန်တော်တို့စိတ်ဝင်ပြောက်ွယ်သွားတာအဲ့ဒီစိတ်ဝင်ပြောက်ွယ်သွားတဲ့နေရာမှာဆိုကျွန်တော်တို့အလူမီနီယမ်တို့ဟိုက်ဒရိုဂျင်အိုင်ယွန်းတွေကျွန်တော်တို့ပြန်လည်ပြီးတော့ဝင်ရောက်လာတာဖြစ်တဲ့အတွက်မြေချင်းချင်းကိုကျွန်တော်တို့ဖြစ်စေတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့မိုးများတဲ့အရက်ဒေတာတုတ်တီးမဟုတ်ကျွန်တော်တို့စဉ်ဆက်မပြတ်ပေါ့နော်ရေဝတ်တဲ့မြေတွေမှာဆိုရင်ကျွန်တော်မြေချင်းချင်းကိုဒါUTP ဖြစ်ပေါ်စေတာဖြစ်ပါတယ်အလားတူပဲကျွန်တော်တို့မိုးခေါင်ရေရှားတဲ့အညာဒေသလိုဟာမျိုးစားဆက်ပြပေါက်လာပါတော့မြေကြီးတွေကစားတွေကဆက်ကြီးမင်းပြုံးဒီရေကြောလေးတွေကနေပြီးတော့အပေါ်ရန်မြေမြတ်တဲ့ပြင်ကိုရောက်ရှိလာပြီးကျွန်တော်တို့နန်းစေတာဖြစ်ပါတယ်ခင်ဗျဒါကတော့ကျွန်တော်တို့မိုးများတဲ့အရက်ဒေသနဲ့မိုးနည်းတဲ့အရက်ဒေသရဲ့ကွာခြားချက်ဖြစ်ပါတယ်ခင်ဗျနောက်နံပါတ်3ချက်ကတော့ကျွန်တော်တို့ဒီ organic matter လို့ခေါ်တဲ့သစ်ဆွေးဓာတ်တွေကနေပြီးတော့အလွန်ကြုံသုံးစွဲတဲ့အခါမှာဆိုဓာတ်ပြိုကွဲပြီးတော့ကျွန်တော်တို့ organic acid တွေထွက်ပြီးတော့ကျွန်တော်မြေကြီးကိုရှင်စေတဲ့အကြောင်းရင်းဖြစ်စေပါတယ်ခင်ဗျနောက်နံပါတ်4ချက်ကတော့ကျွန်တော်တို့တောင်သူဦးကြီးတွေအတိများတဲ့ပေါ့နော်ယူရီးယားလို့ခေါ်တဲ့ပလဲဓာတ်မျိုးဩဇာတွေကျွန်တော်တို့အလွန်ကြုံသုံးစွဲတဲ့အခါမှာဆိုရင်မြေချင်းချင်းကိုဖြစ်စေတာဖြစ်ပါခင်ဗျဒါကြောင့်ဒီနေရာမှာကျွန်တော်တို့မြေချင်းချင်းကိုတိုင်းတာတစ်ခုထိကျွန်တော်တို့တက်တာဖြည့်လျှော့အောင်ကျွန်တော်တို့အမိုနီယမ်ဆာလဖိတ်ဆိုတဲ့နိုက်ထရိုဂျင်21ဆာလဖာ24ရာခိုင်နှုန်းပါတဲ့မြေဩဇာကိုသုံးပြီးမယ်ဆိုရင်တော့မြေချင်းချင်းကိုဒါတိုင်းတာတစ်ခုထိတက်တာစီမှာဖြစ်ပါတယ်ခင်ဗျနောက်နံပါတ်5အချက်ကတော့ကျွန်တော်တို့ဒီရေဦးရေရွက်ရှိတဲ့နေရာတွေဆယ်တောက်ရှိတဲ့နေရာမှာဆိုသီးနှံတွေကိုစဉ်ဆက်မပြတ်ပေါ့နော်စိုက်ပျိုးထုတ်လုပ်ခြင်းကြောင့်ကျွန်တော်တို့ဒါမြေစီလွှာချင်းစေတာဖြစ်ပါတယ်ကျွန်တော်သီးနှံပင်ကနေပြီးတော့အက်ကာလိုင်းလို့ခေါ်တဲ့ငံနဲ့ကျွန်တော်တို့ဆိုဒီယမ်ပိုတက်ဆီယမ်မဂနီဆီယမ်စသဖြင့်ပေါ့နော်ဒါပြင်ကျွန်တော်ကယ်လ်ဆီယမ်ဒီဓာတ်တွေကိုကျွန်တော်တို့သီးနှံပင်ကနေပြီးတော့စုပ်ယူဖယ်ရှားခြင်းအဖြစ်ကျွန်တော်တို့မြေချင်းချင်းကိုဥတီဖြစ်ပေါ်စေတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့သီးနှံတွေကိုစဉ်ဆက်မပြတ်ကျွန်တော်စိုက်ပျိုးထုတ်လုပ်ခြင်းဟာလည်းမြေချင်းချင်းကိုဖြစ်စေတဲ့အကြောင်းရင်းတစ်ရက်ဖြစ်ပါတယ်ခင်ဗျနောက်နံပါတ်6အချက်ကကျွန်တော်တို့အက်ဆစ်မိုးရွာခြင်းပေါ့နော်ဒါကတော့ကျွန်တော်တို့တောင်သူလုပ်ငန်းခွင်မှာဆိုကျွန်တော်တို့တိနဲ့ကျွန်းကြံတွေကိုကျွန်တော်မီးရှို့တယ်ပြီးကာဗွန်ဒိုင်အောက်ဆိုက်တို့ဆာလဖာဒိုင်အောက်ဆိုက်တွေထွက်လာတယ်ဒါပြင်ကျွန်တော်စက်ရုံလုပ်ရုံနဲ့ထွက်လာတဲ့ဒီကာဗွန်ဒိုင်အောက်ဆိုက်တွေဆာလဖာဒိုင်အောက်ဆိုက်တွေကနေပဲကျွန်တော်တို့ကောင်းကင်ပေါ်ရောက်ပြီးကျွန်တော်တို့ရွာသွန်းတဲ့မွေးနဲ့တူရောပြီးကျွန်တော်တို့ကာဗွန်နဲ့အက်ဆစ်တို့ကျွန်တော်တို့ဆာဖျူရစ်အက်ဆစ်တို့ဖြစ်စေတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီအက်ဆစ်မိုးရွာသွန်းခြင်းဟာလည်းပဲကျွန်တော်တို့မြေစုလာချင်းစေတဲ့အကြောင်းရင်းတည်းဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်အက်ဆစ်မိုးလို့ပညာရှင်တွေရဲ့တိုင်းတာသတ်မှတ်ချက်အရချင်းငံကိန်းပေါ့နော် pH 4အောက်ကျွန်တော်ရောက်မှသာလျှင်ကျွန်တော်တို့အက်ဆစ်မိုးလို့ကျွန်တော်ယူဆသတ်မှတ်တာဖြစ်ပါတယ်ခင်ဗျနောက်ဆုံးနံပါတ်9အချက်ကတော့ကျွန်တော်သွင်းရည်ပေါ့နော်ရေသွင်းရည်ထုတ်လုပ်ခြင်းပေါ့နော်ဒါကတော့ကျွန်တော်တို့အားလုံးသိတာတဲ့အချက်တစ်ချက်ဆိုရင်ကျွန်တော်တို့ပင်လယ်ကမ်းရိုးနဲ့ဒေသမှာရှိတဲ့ဆားငံရည်ဝင်တဲ့ဒေသတွေမှာဆိုရင်ကျွန်တော်တို့တိနံပင်တွေစိုက်ပျိုးလို့ရအောင်ဆိုပြီးကျွန်တော်တို့ဒီရေသွင်းရည်ထုတ်များများလုပ်တယ်ရေသွင်းရည်ထုတ်များများလုပ်ခြင်းအဖြစ်ပေါ့နော်ကျွန်တော်တို့စားပျော်ရည်တွေကျွန်တော်တို့ပျော်ဝင်ပြီးတော့ထုတ်ယူဖယ်ရှားခြင်းဖြစ်ပါတယ်ခင်ဗျဒီလိုထုတ်ယူဖယ်ရှားခြင်းပြီးကျွန်တော်တို့တိနံပင်တွေကောင်းကောင်းဖြစ်ထွန်းရှင်းသန်အောင်ဒါလုပ်ယူတဲ့သဘောပါခင်ဗျဒါကြောင့်ကျွန်တော်တို့ကကျွန်တော်တို့ရဲ့ဒီနံဆိုင်ခင်းတွေမှာရေသွင်းရည်ထုံများများလှုပ်ချင်လဲငံနဲ့ဓာတ်တွေပေါ့နော်ဒီဆိုဒီယမ်တို့မဂနီဆီယမ်တို့ဒီဓာတ်တွေကိုကျွန်တော်တို့စုပ်ယူပြီးတော့ပျော်ဝင်ပြီးတော့ဖယ်ရှားစေတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကမြေချင်းချင်းကိုကျွန်တော်တို့ဥတီစေတာဖြစ်ပါတယ်ခင်ဗျဒါကြောင့်ကျွန်တော်တို့ဒီနေ့ဒီကုန်းကျုံအဖြစ်အားလုံးပြန်ချုပ်မယ်ဆိုရင်ကျွန်တော်တို့တောင်သူဦးကြီးတွေပေါ့နော်မြေချင်းချင်းကိုဖြစ်ပေါ်စေတဲ့ဒီအချက်9ချက်ကိုကျွန်တော်ဘူးစုဒအနေနဲ့သိရှိပြီးဖြစ်ပါတယ်ဒီမြေချင်းချင်းကိုဖြစ်စေတဲ့အချက်9ချက်ထဲမှာအဓိကတောင်သူတွေအများဆုံးတွေ့ကြုံရင်ဆိုင်တဲ့ပြဿနာပလဲလို့ခေါ်တဲ့ယူရီးယားမြေဩဇာကိုကျွန်တော်အလွန်ကြုံသုံးစွဲခြင်းပေါ့နော်ဒါကြောင့်ကျွန်တော်တို့နိုက်ထရိုဂျင်46ရာခိုင်နှုန်းပါဝင်တဲ့ပလဲဓာတ်မြေဩဇာကိုသုံးမဲ့အစားပေါ့နော်အမိုနီယမ်ဆာလဖိတ်ဖြစ်တဲ့ကျွန်တော်နိုက်ထရိုဂျင်21ရာခိုင်နှုန်းဆာလဖာ24ရာခိုင်နှုန်းပါတဲ့မြေဩဇာကိုသုံးမဲ့ဆိုရင်ငွေကြေးအဖြစ်လဲကုန်ကျစရိတ်အဖြစ်လဲတက်တာမယ်ကိုလိုချင်တဲ့နိုက်ထရိုဂျင်ဓာတ်လဲအတိုင်းတာတစ်ခုကြီးရရှိစေမယ်ဒါအပြင်ကျွန်တော်မြေချင်းချင်းကိုလည်းပဲအတိုင်းတာတစ်ခုကြီးဒါဖြည့်လျှော့နိုင်မှာဖြစ်ပါတယ်ခင်ဗျဒါလည်းပဲအရေးကြီးတဲ့ဒါအချက်တစ်ချက်ဖြစ်ပါတယ်ခင်ဗျဒါကြောင့်ကျွန်တော်တို့တောင်သူဦးကြီးတွေပေါ့နော်စိုက်ပျိုးထုတ်လုပ်နေတဲ့မိမိတို့ရဲ့မြေယာတွေကိုကျွန်တော်တို့ဒီချက်တွေကိုသိရှိမယ်ဆိုရင်တော့မြေချင်းချင်းကိုကျွန်တော်တို့အတိုင်းအတာတစ်ခုဒီထားလိုက်နာနိုင်မှာဖြစ်ပါတယ်ဒီလိုလိုက်နာဆောင်ရွက်ခြင်းအဖြစ်ပေါ့နော်ကျွန်တော်ဒီနေ့အထွန်းလုံးတွေတိုးပြီးတောင်သူဦးကြီးတွေရဲ့လူမှုစီးပွားဘဝတွေကျွန်တော်တိုးတက်တာရမှာဖြစ်တဲ့ကြောင့်ပြောချင်တဲ့ဒီကုန်းချုပ်ပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ